ကြံဖက်စကောင်ဆောင်မင်းအောင်လိုင်းဒီကနေ့မနက်ပိုင်းလေရင်မှုဒုတိယဗိုလ်မှူးကြီးမင်းမင်းစိုးမောင်းနေနဲ့စစ်တပ်အထူးလေရင်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုထွက်ခွာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စကောင်ဆောင်မင်းအောင်လိုင်းကဒီကနေ့မနက်ပိုင်းလေတပ်မလေရင်မှုဒုတိယဗိုလ်မှူးကြီးမင်းမင်းစိုးမောင်းနေနဲ့စစ်တပ်အထူးလေရင်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုထွက်ခွာတာဖြစ်ပါတယ်။မင်းအောင်လိုင်းကဧပြီလ3ရက်နေ့မနက်ပိုင်းစစ်တပ်အထူးလေရင်နဲ့နေပြည်တော်မှဘန်ကောက်မြို့ကိုထွက်ခွာမှာဖြစ်ပြီးဘန်ကောက်မှာဘင်းစတက်အစည်းအဝေးကိုလာရောက်မှာဖြစ်ကြောင်းအဲ့ဒီအစည်းအဝေးကိုထိုင်းဝန်ကြီးချုပ်ကသဘာပတိဖြစ်တာဝန်ယူကျင်းပမှာဖြစ်ပြီးမင်းအောင်လှိုင်ကိုဖိတ်ကြားခဲ့ခြင်းဖြစ်ခါဘင်းစတက်ဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့အိန္ဒိယ၊သီရိလင်္ကာ၊ဘင်္ဂလားဒေ့ရှ်၊ဘူတန်၊မြန်မာ၊နီပေါနဲ့ထိုင်းနိုင်ငံတို့ပါဝင်တက်ရောက်ကြမှာဖြစ်ကြောင်းသိရပါတယ်။မင်းအောင်လှိုင်လိုက်ပါလာမယ့်စစ်တပ်အထူးလေရင်ကိုဒုတိယဗိုလ်မှူးကြီးမင်းမင်းစိုးကလေရင်မှုဖြစ်၎င်းဗိုလ်မှူးနေထုံကအကူလေရင်မှုဗိုလ်ကြီးမင်းမင်းထိုက်ကအကူလေရင်မှုဗိုလ်ကြီးအောင်ကျော်မြင့်ကလေကြောင်းအင်ဂျင်နီယာဖြစ်၎င်းဗိုလ်ကြီးဒေါ်ချိုတက်ကလေကြောင်းလမ်းညွှန်အရာရှိဖြစ်၎င်းလိုက်ပါကြမှာဖြစ်ကြောင်းသိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကထိုင်းနိုင်ငံမှာကျင်းပမဲ့ဘင်းစတက်ထိပ်သီးအစည်းအဝေးမှာအကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်မပြုဖို့တရားဝင်ကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကနိုင်ငံအတွင်းငလျင်ပြီးကြုံတွေ့နေရတော့လေဘန်ကောက်မှာကျင်းပတဲ့ဘင်းစတက်ထိပ်သီးအစည်းအဝေးကိုလက်လွတ်မခံမဲတွားရောက်ပြီးတက်ရောက်ခြင်းဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီကအပြစ်ရဲ့အကြောင်းကြီးညာပြီးနောက်နေ့မှာဝိုင်းမော်မျိုးကိုထိုးစစ်ဆင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အင်းတော်ကြီးဒေသကလည်းလီကျောင်းမှာပုံကျဲတိုက်ခိုက်ခံရတယ်လို့သိရပါတယ်။စလင်းကြီးမှာလည်းစစ်တပ်ကစစ်ကြောင်းထိုးပြီး AP 3ရက်မနက်အထိတိုက်ပွဲဖြစ်ပွားနေရလို့သိရပါတယ်။အာနာသိန်းစစ်ကောင်စီက AP 2ရက်ညပိုင်းကရှာရီအပြစ်ရစဲကြောင်းကြီးညာချက်ထုတ်ပြန်ပြီးနောက်တနေ့မနက်အစောပိုင်းကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားနေကြောင်းကချင်သတင်းအရင်းမြစ်တချို့ကပြောပါတယ်။ငလျင်တန်းကြောင့်ထိခိုက်ခံစားနေရတဲ့တနိုင်ငံလုံးရှိပြည်သူလူထုကိုစာနာထောက်ထားနားလည်ခြင်းကုညီကင်စိမ်းနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းများကိုအရှိန်ဟုန်နဲ့ဆောင်ရွက်စီနိုင်ဖို့ရည်ရွယ်ပြီးဧပြီ2ရက်မှ22ရက်ထိယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲကာလအဖြစ်စစ်ကောင်စီကအကြေညာခဲ့တော့လေဧပြီ3ရက်မနက်အစောမှာလေကြောင်းတိုက်ခိုက်မှုနဲ့ထိုးစစ်မှုလှုံ့ဆော်လာခြင်းဖြစ်တယ်လို့ဆိုပါပါတယ်။သူကပါဇက်ပင်အပြစ်ရထားတာကိုဘယ်တက်နိုင်မလဲလင်းရင်ကတောက်လျှောက်တက်တဲ့ဝိုင်းတွဲနဲ့အင်းတော်ကြီးဘေးပတ်ဝန်းကျင်နာမှာသူတို့မတင်ကနေရပြောမယ်ဆိုရင် PDF တွေရှိရဲလို့မတင်ကားတဲ့နေရသူတို့ပြောတာအခါပေါင်း45ခါလို့ပြောတယ်ဝိုင်းမော်ဘက်မှာလည်းတနက်တန်တွေကြားတယ်မြစ်ကြီးနားတငယ်ချင်းတွေကိုမေးတဲ့အချိန်မှာဝိုင်းမော်ဘက်မှာလည်းပြစ်နေရလို့သိရတယ်ဝိုင်းမော်ဘက်မှာတော့နေတိုင်းလို့သူတို့ကပြစ်နေတာလို့ကချင်သတင်းရင်းမြစ်တွေကပြောပါတယ်ဝိုင်းမော်မျိုးနဲ့ဝါရှောင်ကျင်းရွာမှာပြစ်ခတ်တန်တွေစတိုင်ရှိနေတယ်လို့ဆိုပါတယ်ဒါကြောင့်စစ်ကောင်စီကိုရှုံလို့မရကြောင်းတော်လိုင်းတပ်ဖွဲ့တွေဘက်ကအပြစ်ရမှုကိုအခွင့်အရေးယူပြီးပုံမတိုက်ခိုက်လာနိုင်ကြောင်းကချင်သတင်းအရင်းမြစ်တွေကပြောပါတယ်။အခြားသတင်းအရင်းမြစ်တုံးကလည်းဝိုင်းတွင်းနဲ့ပုံကျဲတာလို့အင်းတော်ကြီးဒေသကိုစစ်ကောင်စီနေကြောင်းတိုက်ခိုက်မှုအခြေအနေကိုပြောပါတယ်။ဆက်လက်ပြီး၎င်းကဝိုင်းမော်ဘက်စာကားစာတပ်တွေထိုးစစ်လုပ်နေတယ်။ဒီမနက်အခုဝိုင်းမော်မှာပွဲကျန်းနေတယ်။စာခတွေလှုပ်ရှားနေတယ်လို့သိရပါတယ်။ဒါအပြင်စကိုင်းတိုင်းစလင်းကြီးမြို့နယ်မှာလည်းဝန်ပောင်ကုမ္ပဏီမှာကြီးနီများတဲ့ယူဖို့အတွက်စစ်ကောင်စီတပ်က AP 2ရက်ကစပြီးစစ်ကြောင်းထိုးလာပြီး AP 3ရက်နေ့မထိတိုက်ပွဲဖြစ်ပွားနေရလို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီကမနေ့ကအပြစ်ရက်ကြီးညာတဲ့ကြားတဲ့ဒါပေမဲ့ကျမတို့ဘက်မှာညာရင်းချင်းပဲစစ်ကြောင်းထိုးလာတာအပြစ်ရက်ကြီးညာတာတကယ်မဟုတ်ဘူးလားလို့ဒေသခံတုံးကပြောပါတယ် AP 2ရက်ညကမှဒီကနေ့ AP မနက်3ရက်ထိတိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီကလေကြောင်းပြန်တမ်းမှုရှိနေလို့ဒေသခံတွေဘုံကိုချင်းတွေမှာပုံခုနေရကြောင်းဒေသခံတွေကပြောပါတယ်စစ်ကောင်စီကအပြစ်ရစင်ရေးကြီးညာပြီးတဲ့နောက်နိုင်ပိုင်းကြာမှာ KIA ဘက်ကလည်း AP 2ရက်မှ22ရက်ထိခုခံကာကွယ်ခြင်းမှာအပထိုးစစ်ဆင်တိုက်ခိုက်မှုတွေရပ်ဆိုင်းမယ်လို့ကြေညာခဲ့ပါတယ်ဒါပေမဲ့စစ်ကောင်စီကထုတ်ပြန်ခဲ့တဲ့အကြောင်းအရာတွေကိုတိုင်းရင်းသားတော်လိုင်းဖွဲ့နဲ့တော်လိုင်းတပ်ဖွဲ့တွေတာမကစစ်ကောင်စီကလည်းလိုက်နာရန်လိုအပ်ကြောင်းတတိပေးခဲ့ပါတယ်စစ်ကောင်စီရဲ့ကြေညာချက်မှာယာယီပြစ်ခတ်တိုက်ခိုက်မှုထုတ်ပြန်ကြေညာထားတဲ့ကာလအတွင်းတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေနဲ့အခြားလက်နက်ကိုင်ဖွဲ့များအနေနဲ့အများပြည်သူသွားလာအသုံးပြုလျက်ရှိတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုနှောက်ယှက်တိုက်ခိုက်ခြင်းနဲ့ထိခိုက်ပျက်စီးစေခြင်းပြည်သူလူထုရဲ့အသက်အဝိစီစဉ်ကိုပျက်စီးစေလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့တပ်စခန်းများကိုတိုက်ခိုက်ခြင်းများတပ်ဌာနချုပ်များကိုနှောက်ယှက်တိုက်ခိုက်ခြင်းများငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမယ့်အင်အားစုဆောင်ခြင်းပြင်ဆင်စုဖွဲ့ခြင်းနယ်မြေချဲ့တွင်ခြင်းများကိုမပြုဖို့ဖော်ပြထားပါတယ်။ဒီဖော်ပြချက်ကိုစစ်ကောင်စီကိုယ်တိုင်လိုက်နာဖို့လိုအပ်ကြောင်း KIA ကပြန်လည်တတိပေးနေတာဖြစ်ပါတယ်။လက်တလောစစ်ရေးအခြေအနေကိုမေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးထံကိုဆက်သွယ်ထားဆဲဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ပြိုကျအဆောက်အအုံနဲ့ဆက်နွယ်တဲ့တရုတ်ကုမ္ပဏီပေါ်ထိုင်းအာဏာပိုင်တွေစုံစမ်းစစ်ဆေးမှုအရှိန်မြင့်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလျင်ကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာပြိုကျတဲ့ဆောက်လက်စာအထက်မြင့်အဆောက်အအုံနဲ့ဆက်နွယ်နေတဲ့တရုတ်ကုမ္ပဏီပေါ်ထိုင်းအာဏာပိုင်တွေရဲ့စုံစမ်းစစ်ဆေးမှုတွေအရှိန်မြင့်တင်လှုပ်ဆောင်နေပါတယ်။မလ28ရက်နေ့တုန်းကအိန္ဒိယမြန်မာနိုင်ငံအလယ်ပိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့မဂနီကျူ9.9အဆင့်ငလျင်ကြီးကြောင့်ဘန်ကောက်မြို့မှာဆောက်လက်စာအထက်30မြင့်နဲ့ State
Audit Office SAO အဆောက်အုံကြီးပြိုကျခဲ့ပါတယ်။ငလျင်လှုပ်ရမ်းမှုတန်းကိုဘန်ကောက်မှာတိတိတသာတက်ရောက်ခန်းစားခဲ့ရပေမဲ့ရှုပ်ပြက်ဆင်းပြက်ပြိုကျခဲ့တဲ့အဆောက်အုံကတော့ SAO တကူသာရှိပါတယ်။အဆောက်အုံပြိုကျမှုကြောင့်အနည်းဆုံးလူ22ဦးသေဆုံးပြီးပျောက်ဆုံးနေသူ82ဦးလောက်ရှိနေခဲ့တာပါ။ SAO အဆောက်အုံကို Italian ထိုင်းဖွံ့ဖြိုးရေးကုမ္ပဏီ IDD နဲ့တရုတ်အစိုးရပိုင်ဆိုင်မှုနဲ့ဆက်နွယ်တဲ့ China Railway No. 10အင်ဂျင်နီယာကုမ္ပဏီတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ငလျင်ပြီးရပိုင်းကြာမှာအပျက်စီးပုံနေနေရာကဆောက်လုပ်ရေးပစ္စည်းအပျက်စီးတဲ့နမူနာတွေကိုထိုင်းအာဏာပိုင်တွေကစစ်ဆေးပြီးတဲ့နောက် IDD ကအသုံးပြုခဲ့တဲ့ကုန်ကျန်းတွေမှာပြဿနာရှာမတွေ့ပေမဲ့ China Railway No. 10ရဲ့အရွယ်အစားမတူညီတဲ့တမနီချောင်းနမူနာနှစ်ခုကသတ်မှတ်စံနှုန်းတွေနဲ့ကိုက်ညီမှုမရှိဘူးလို့အပြေထွက်လာပါတယ်။အဲ့ဒီအခြေအနေကထိုင်းပြည်သူတွေကြားမှာဒေါသထွက်စရာဖြစ်လာပါတယ်။အခုတော့ထိုင်းအစိုးရကChina Railway No. 10နဲ့ပတ်သက်တဲ့ပြည်တွင်းဆောက်လုပ်ရေး project အားလုံးမှာစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ဖို့ညွှန်ကြားထားပါတယ်။ SAO ဆောက်လုပ်မှုစီမံကိန်းကတော့ထိုင်းဘဏ်ငွေ1.1ဘီလီယံအကုန်ချခံစီမံထားတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ဖီထောင်တန်ရှင်နာဝတ်ကအဲ့ဒီကုမ္ပဏီကနောက်ထပ် project တွေဘယ်လောက်မှထဲဝင်ပတ်သက်နေလဲဆိုတာကိုသက်ဆိုင်ရာ agency အသီးသီးကစုံစမ်းစစ်ဆေးဖို့လိုတဲ့အကြောင်းပြောကြားခဲ့ပါတယ်။သူက STDS ဆောင်ပြိုကျမှုကလူရင်းရဲ့အသက်ကိုဆုံးရှုံးစေခဲ့တဲ့ပြင်ထိုင်းနိုင်ငံရဲ့ပုံရိပ်ကိုပါထိခိုက်ညှိုးနှံစေတယ်လို့ပြောပါတယ်။ China Railway No. 10ကအဲ့ဒီအဆောက်အုံ project ကိုထိုင်းနိုင်ငံမှာအကောင့်ထဲပေါ်မဲ့ Super မိုးပြန်တိုက်စီမံကိန်းတစ်ခုဖြစ်ညှိုးဆိုပြီးအမျိုးမျိုးကြော်ညာခဲ့ပေမဲ့အခုတော့အဲ့ဒီကြော်ညာဗီဒီယိုတွေတစ်ခုမှရှိတော့မှာမဟုတ်ပါဘူး။139မီတာအမြင့်ရှိတဲ့အဆောင်ကြီးပြိုကျခဲ့မှုနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ဖို့တရားရေးဝန်ကြီးတာဝန်စွတ်ဆောင်ကအထူးစုံစမ်းရေးဌာနDSI ကိုလည်းအမိန့်ပေးထားပါတယ်။ထိုင်းမှာဆောက်လုပ်တဲ့အဆောက်အအုံအားလုံးကတရားဝင်စံနှုန်းသတ်မှတ်ချက်တွေနဲ့ညီညွတ်ရမှာဖြစ်ပြီးလုံခြုံရေးဟာဦးစားပေးအဆင့်ဖြစ်တဲ့လို့ဝန်ကြီးချုပ်ဖေထောင်တန်ကပြောပါတယ်။ China Railway No. 10နဲ့ထိုင်းမျိုးသားရေရင်းမြစ်အယုံအဆောက်အုံနဲ့ဘန်ကောက်နွမ်ခိုင်မြန်နှုံးမြင့်ရထားလမ်း project ရဲ့လမ်းပိုင်းနေရာတချို့ကိုလည်းတာဝန်ယူတည်ဆောက်ထားပါတယ်။ကနအူဆောင်စမ်းမှုတွေရအဲ့ဒီကုမ္ပဏီကနောက်ထပ်ကုမ္ပဏီကွဲ73ခုနဲ့ဆက်နွယ်မှုရှိနေသေးရလို့သိရပါတယ်။လက်ရှိမှာတော့တရုတ်တမနီကုမ္ပဏီတစ်ခုဖြစ်တဲ့ Xinjiang တမနီလုပ်ငန်းကလည်းထိုင်းအာဏာပိုင်တွေရဲ့စုံစမ်းစစ်ဆေးမှုတွေကြုံရပွဲရှိပါတယ်။ဘန်ကောက်မှာရှိတဲ့ထိုင်းနိုင်ငံဆိုင်ရာတရုတ်တန်ယုံကတော့ China Railway No. 10အနေနဲ့ထိုင်းအာဏာပိုင်တွေရဲ့စုံစမ်းစစ်ဆေးမှုတွေမှာအပြည့်အဝပူးပေါင်းသင့်တယ်လို့တိုက်တွန်းထားပါတယ်။ထိုင်းမှာလူများလေးစားခံရတဲ့ဂျာနယ်လစ်တအုပ်ဖြစ်တဲ့ Pravin Rojanarev Shuk ကတော့အစိုးရပိုင်ဆိုင်မှုနဲ့ဆက်ဆက်တဲ့ကုမ္ပဏီတစ်ခုပါဝင်ပတ်သက်နေတဲ့ပြဿနာမှာတရုတ်အစိုးရကလည်းလျင်မြန်ထိရောက်တဲ့စုံစမ်းမှုတွေပြုလုပ်တင်တယ်လို့ဝေဖန်ထောက်ပြထားပါတယ်။ဗလ30ရက်နေ့မှာတော့ထိုင်းရဲတပ်ဖွဲ့ကအဆောက်အုံပျက်စီးမှုရဲ့အနောက်ဘက်ကနေဝင်ပြီးမှတ်တမ်း32ခုကိုခွင့်ပြုချက်မရှိဘဲဖယ်ရှားဖို့ကြိုးစားသူတရုတ်နိုင်ငံသား4ဦးကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလုံရက်ကကပ်ပြီးတဲ့ area တစ်ခုမှာတားမြစ်ပိတ်ပင်မှုဆိုင်ရာအမိန့်တွေကိုတိုက်ရိုက်ချိုးဖောက်မှုမြောက်ပါတယ်။ရဲတွေကအဲ့ဒီတရုတ်နိုင်ငံသား4ယောက်ပြင်သူတို့ရဲ့အလုပ်ရှင်ဆိုတဲ့နောက်ထပ်တအုပ်ကိုပါဖမ်းဆီးထားကြောင်းကြေညာခဲ့ပြီးဥပဒေကြောင်းအရဆွဲချက်တင်ဖို့စီစဉ်နေရလို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။